ထိုင်းပြည်44လုံးကိုအတူတူလေ့လာကြမယ်။ကဲစလိုက်ရအောင်။ကောကိုင်ကောကိုင်ကောကတော့ဒီပြည်ရဲ့အဓိကအတန်ဖြစ်ပြီးတော့ကိုင်ကတော့သူမှာအဓိပ္ပာယ်လေးတစ်ခုရှိရပါတော့။ chicken ကြက်ပေါ့။ကောကိုင်ကောကိုင်ခေါ်ခိုင်ခေါ်ခိုင်ဒီခေါ်ပေါ်မှာတင်ထားတဲ့ tone marks လေးက rising tone အတန်နဲ့ဆိုရမယ်လို့ပြောတာနော်အဲ့တော့ခေါ်ခိုင်ခိုင်ရဲ့အဓိပ္ပာယ်ကဥခေါ်ခိုင်ခေါ်ခိုင်ခေါ်ခွတ်ခေါ်ခွတ်ဒီမှာလေခေါ်မှာ rising tone လေးပါတဲ့အတွက်သူကိုခေါ်ခေါ်ခေါ်ခွတ်ခေါ်ခွတ်ခွတ်ရဲ့အဓိပ္ပာယ်ကပလင်ခေါ်ခွတ်ခေါ်ခွိုင်ခေါ်ခွိုင်ဒီမှာဆိုရင်ဒီအရှိကခေါ်ကဒီဘီရဲ့အဓိကအတန်ဖြစ်ပြီးတော့ခွိုင်းကကြတော့ဒီသူ့မှာအဓိပ္ပာယ်လေးတစ်ခုရှိရပေါ့နော်ဒီမှာဆိုရင်ခွိုင်းရဲ့အဓိပ္ပာယ်ကကျွဲနောက်လာမယ့်ဘီတွေမှာလည်းဒီတိုင်းလေးပဲသွားမယ်နော်အရှိကစလုံးကဘီရဲ့အဓိကအတန်ဖြစ်ပြီးတော့အနောက်ကကလာမယ့်စလုံးလေးမှာကြတော့သူရဲ့အဓိပ္ပာယ်လေးနဲ့သူကသူရှိတယ်ကဲဒါဆိုရင်ဆက်ကြည့်ရအောင်ခေါ်ခွန်းခေါ်ခွန်းခေါ်ရခန်းခေါ်ရခန်းงองูงองูจอจานจอจานชอชิงชอชิงชอช้างชอช้างซอโซ่ซอโซ่ชอเชอชอเชอยอยิงยอยิงดอชะดาดอชะดาตอปะแตกตอปะแตกทอแทนทอแทนทอมุนโททอมุนโททอผู้เฒ่าทอผู้เฒ่านอเนนอเนดอเด็กดอเด็กตอเต่าตอเต่าทอถุงทอถุงทอทหารทอทหารทอทงทอทงนอหนูนอหนูปอใบไม้ปอใบไม้ปอปลาปอปลาผอพึ่งผอพึ่งฟอฝาฟอฝาพอพันพอพันฟอฟันฟอฟันพอสำเภาพอสำเภามอม้ามอม้ายอยักษ์ยอยักษ์รอเรือรอเรือลอลิงลอลิงวอแหวนวอแหวนสอศาลาสอศาลาสอฤาษีสอฤาษีสอเสือสอเสือหอหีบหอหีบลอจุลาลอจุลาออังออังหอนฮูกหอนฮูกနောက်သင်ခန်းစာလေးတွေမှာဖြီးတရရင်းနှီးလေးတွေစကားပြောလေးတွေကိုတင်ပြသွားပါမယ်ရှင်